โอเคကျွန်တော်တို့ခုမနက်9နာရီထားပြီးတော့ရထားစီးရပါတယ်မနက်9နာရီထားပြီးတော့6နာရီစီးရပါတယ်ကျွန်တော်တို့ကျက်ဆောင်တော့ရေတကုံရောက်ပါပြီအေးကြီးတယ်အားမရှိအောင်ထိုင်တော့တော့မရှိဒါဘောစားလေးလို့ရေတကူအောင်ဟို2ယောက်တော့2ယောက်တော့ဘောစားလေးတယ်ကျွန်တော်ရထားစီးလာတဲ့ရှောင်းမှာကျွန်တော်မရိုက်ဖြစ်ပါဘူးဆိုတလန်းလောက်မှတော့တွေ့ရတော့ကျွန်တော်အဆင်ပြေလို့အဲ့တော့မရိုက်ဖြစ်ပါဘူးဒါပေမဲ့ကျွန်တော်ပြန်ရှင်းပြပါတော့โอเคပြီးရင်တော့ရေကူးနေအောင်ကျွန်တော်ပြန်ရိုက်ပြပါမယ်ကဲခုကျွန်တော်ဟိုစားလေးပြောပြီကျွန်တော်ချင်းအောင်ပေါင်းပြီးဆက်ဆုံးဖို့အထဲရောက်မှရေချိုးတဲ့ချိုးဟို2ယောက်တော့ပျောက်ဝင်โอเคကျွန်တော်အထဲမရောက်အထဲမှာတော့သူဘာမှမရောက်လို့ကြားတော့အပြင်ကနေတခါတည်းစားကြရဝယ်အောင်မယ်အပြင်ကနေတခါတည်းအစားအစာတွေဝယ်အောင်ပါမယ်အခုစားလို့ဆိုင်မှာစားဆိုင်ပဲမှာပြီးတော့အောက်မှာစားပါပြီပေါ့အောက်မှာကစားတော့ဆိုင်မရှိတဲ့တော့ကျွန်တော်တို့အောက်မှာစင်ခင်ဒီမှာအပီးဝယ်ဝါရအောင်ဒီမှာအပီးဝယ်ဝါရပါအပီးဝယ်ဝါရဝယ်သွားရပါဝင်ကြီးတယောက်20လား50လားဝင်ကြီးတယောက်20လား50လားဒီချင်းအခုကျွန်တော်စားဝယ်ပါပဲရှုခင်ကရမ်းလာသူက9ထက်ရှိတယ်ဘယ်သူတတ်တာသူနာမည်ရပါရာပြန်မှာဆိုရင်နမ်းတော့ချက်ဆောင်တော့မိမငယ်9ဦးရေကုန်အဲ့ပုံစံကြီးအဲ့နာမည်ပေးရတဲ့အကြောင်းရင်းကကျွန်တော်ကြား YouTube မှာကြားသလောက်မိန်းကလေး9ဦးဒီမှာအတန်းငယ်မိန်းကလေး9ဦးပြောလို့ပြောပဲဒီမှာရေတကူပြောသက်ဆုံးရှုံသွားတော့ပေါ့အဲ့ဒါကြောင့်ဒီနေရာကိုအဲ့နာမည်ပေးရတာပေါ့ဒီခုကျွန်တော်အားရှောင်းနေပါပြီဒီကျွန်တော်ကတော့မှရှိတယ်အောက်မှာပြီးတော့လိုက်ဒါကဆိုင်မှာ2ฝั่งကျွန်တော်ဒီဘက်ခြမ်းကတော့စရဘူရီဟိုဘက်ခြမ်းကတော့နခေါင်ရောရက်စီမှာဟိုဒီရေနဲ့ဟိုပိုင်းလာတာရေဟိုဘက်ခြမ်းနဲ့ဒီဘက်ခြမ်းကပြည်နယ်နှစ်ခုမြို့နှစ်ခုပေါ့ဆိုမြို့နှစ်ခုဒီကျွန်တော်စားချောင်းဒါကျွန်တော်အခုရှိနေတာ9ထက်မြောက်နော်9ထက်မြောက်ဆိုတော့တဖြည်းဖြည်းအောက်ဆင်းရှောက်ဆင်းအောင်ညမှန်ကြောက်我这批笑死好了。mấy ly giờ không bằng cũng tao giá anh cho tìm nhau khó là lại thì cho áo bơi chèo xèo对啊，cái nhà sói là nó bị chú cả này nó bị to thế thường thì cho con nhà mà tao có nhà gì, cái nhà tao có nhà gì, tao này, không bị to không được chú cả này, to không nhiều, anh nhìn này thì cái nhà to nhiều được đâu play ပြီးပါပြီးဆိုရင်တော့ပေါ်ကန်တတ်မယ်ပြီးတော့သမင်းတွေပါရင်စားမယ်ပြီးတော့ရေစင်ကြည့်ပါမယ်
တင်းနဲ့3 4လောက်ထိတော့ရေလူတွေကူးကြတယ်လူတွေရေကူးကြတယ်ဒီ4အောက်ပိုင်းတော့9 6ခွန်ကျော်လူတက်မကူတော့အဲ့ဆိုတော့ဒီအဆူချုံပင်ရှိတယ်ရေကလည်းအရင်မရှိတော့ဘူးဝတ်ထားလွယ်တယ်ကွာအဲ့လူရေတက်မကူတော့အောက်ပိုင်းနဲ့မှောက်မော်တယ်မျိုးအဲ့ပုံစံမျိုးဒီနဲ့မှောက်အဲ့လူတွေတက်မကူကြအဲ့အပေါ်ပိုင်းတင်းနဲ့3 4လောက်ပြီးတော့ဒီနေရာကိုသူပြောတာရှိတယ် no swimming no swimming ရေမကူပဲမနေရဒီညာတဲ့မြန်မာဖြစ်မှာဆိုရလားကိုရကွပြောစရာမလိုပြလိုက်နေတည်ရတယ်ပြောစရာမလိုပြလိုက်ရင်တည်တယ်ဒီကနေဒီညာနေဒီကိုခုံချမလို့ဒီညာနေဒီကိုတိတ်ခုံချလို့ကောင်းတယ်နေဆိုတော့ကိုကြောက်ဆန်းမှာဆိုရင်ဒီရောမြန်မာနိုင်ငံမှာဒီညာလူအများဆုံးနေအောင်ဖြစ်ခုံချလို့ရှိခုံချလို့ရနေโอเคဒါအဆုံးလို့ပဲတော့အဆုံးလို့ထင်တယ်အော်ဆိုဟိုအဝိုင်းနေရရှိတယ်လှားနေရရှိတယ်သူပိုက်တယ်တော်များအဝိုင်းသူပိုက်တယ်ဒီလောက်ကြည့်လို့သူပြေးသွားတယ်လိုင်းကြည့်လို့ရဟုတ်ချင်ခုနကရေတကုံတစ်ခုဖြစ်ခုနကရေတကုံတစ်ခုရှင်းအောင်မတူပြီးတော့အော်သူပြုပြင်အခုပြောမလို့တော့လားအဖွဲ့3ယောက်တယ်မှာစိတ်ပြည့်တဲ့လူ1ယောက်ရှိတယ်အိမ်ပြန်ရှင်ပြီးဆိုတဲ့1ယောက်ရှိကျမပါရှုပ်ခင်လာရလားအမေတော့ဘာသာညာမရှိစိတ်အောင်လို့ပြောလိုက်အထဲဝင်လာတာဘာမှမရှိဘူးဘာမှမတွေ့ရအမြင်းနေမွေးရတာတွေ့ရမဟုတ်လားမြင်းကြမြင်းလေမြင်းနေမွေးရတာတွေ့ရเข้าไปดูได้ปะน่าจะได้นะถ้ามันไม่เตะนะถ้ามันไม่เตะมีเนี่ยมาดูไม่มีคนเลยเหรอนั่งมีคนนั่งอยู่อันนี้น่าจะเป็นโชว์แบบโชว์ละครสัตว์ม้าอะไรพวกนี้ไอ้เดี๋ยวจะเอาพี่นั่นที่กลางอะไรแต่กลางอะไรไปแบบหยาบกลางอะไรแบบดูมือถือ看到下来这个吧看到下来这个吧ไม่มีที่นั่งเลยหรือว่าเราจะไปซื้อตั๋วกันที่ไหนนี่กันเขาบอกเหรอใช่เอาแล้วทำไมบอกเมื่อกี้เอาเมื่อกี้ลุงเขาบอกอยู่แล้วผมကျွန်တော်ရောက်နေချန်ကနေထွက်နေတော့อะไรဒီကြိုအားလုံးမြင်ပြီးအားလုံးမြင်ပြီးကြမှာဒါကျွန်တော်ရှိနေချန်ကနေထွက်ဟုတ်ဒီကျွန်တော်ချန်ကိုလှည့်ပြီးတော့တက်ညင်ပြီးမြေရောစားလုံးပြီးပါညာတယ်special 300 VIP special ကားတစ်စီးလုံးငှားပြီးတော့ကျွန်တော်စီးလာပါတယ်ကားတစ်စီးလုံးငှားကျွန်တော်300ပဲရှိပျော်စရာကြီးก็จะมาจอดเสร็จปุ๊บจะมีคนขึ้นไปเก็บนมจากบนเขาจากป่าข้างบนนะฮะก็คือ15 ตันเราแบ่งไว้เป็น3ส่วนก็3บาทเลย5 ตัน 5 ตันเก็บไปเช็คในห้องแลบด้านใน
ตอนแรกเราเริ่มจากการขุดซ้ายต่อไปเรื่องยังไงมันก็ไม่ได้ต้องมีข้อมูลเข้ามาจากที่เราขุดซ้ายเนี่ยมันก็จะပြန်ဖို့စောင်းနေ2ယောက်2ယောက်ရှိတယ်လားကျွေးပြန်ကျွန်တော်ကားလမ်းမဝယ်လိုက်ပါပြီနော်ကားဝယ်လိုက်ပါကားဝယ်မကားလမ်းမဝယ်လိုက်ပါအစားကျွန်တော်ရထားနဲ့ပြန်ဖို့လုပ်တယ်ဒါပေမဲ့ရထားလက်ပါအစားကျွန်တော်ရထားနဲ့ပြန်ဖို့လုပ်တယ်ဒါပေမဲ့ရထားကဟိုဒီမနက်တနာရီမှပြန်ရှိတော့ကျွန်တော်အကြိုက်ဆောင်နေရပြီးတော့ဒီမှာညဘက်ဆိုဘာမှမရှိဘူးလေလူတွေလည်းပြက်ပြက်တယ်အဲ့ဒါကြောင့်အဲ့လောက်ထိကိုမစီကားဘူးပေါ့အခုတော့စီကားပေါ့ညနေပိုင်းတော့စီကားပါညဘက်ကျတော့တိတ်မစီကားအဲ့ဒါကြောင့်ကျွန်တော်စောပြန်ချင်လို့ကားလမ်းမဝယ်လိုက်ပြီးတော့ဈေးလည်းတိတ်မတောက်ဘူးတိတ်မကွာဘူးဒီကတိတ်မကွာ50လေးကွာတော့ကျွန်တော်အဲ့ဒါကားလမ်းမနဲ့ပြန်လိုက်ပါပဲညအောင်တော့အောင်โอเคအခုကျွန်တော်အခုဝယ်ဆောင်ရတော့အခုဝယ်ဆောင်ဆိုတော့ဘဝချမ်းမှာညစီတော့ရှိတယ်ဒါမှမဟုတ်ညစီကားပဲစားကြအများကြီးစားမယ်အခုကျွန်တော်ညစားဒီပါလေဒါကြိုင်ပါလိုက်ရမယ်โอเคအကလုံးပဲ Hello มา ကျွန်တော်ကားပေါ်ရပါပြီဒါကလည်း6နိုင်30လောက်ရှိတယ်6နိုင်ခွဲချိုင်ကားတော့ပေါ့ Say hi ကျွန်တော်တလားကားစီကျွန်တော်ကားမှာတလားတော့အပြော့ခဏမှလို့တော့သူပြေဆုံးရအောင်အခုကျွန်တော်ချက်တူချောင်းဖောင်းစင်ရထားစီတော့ရထားအဝါဆက်စီတော့ကျွန်တော်ရထားအပြာစီပြီးဆိုတော့ကျွန်တော်နေတဲ့ကျွန်တော်ရထားအဝါစီပြီးဆိုတော့ကျွန်တော်နေတဲ့ရထားအဝါစီပြောတာပေါ့ဒါပဲ